ကဘာမြေပေါ်ရှိဂျိုးတုထပ်ပူများကအန်တာတီကတိုက်ရှိနေရာတစ်ခုမှာထူးဆန်းသောအပူချိန်တက်လာမှုကိုဖန်ယူမိခဲ့ပါတယ်ဒီအပူချိန်အချက်ပြဟာလူတို့တီဆောက်နိုင်သည့်ထက်ရှေးကြသောပီရမစ်ကြီးတစ်ခုကိုညှို့ဆိုနေပါတယ်ဒီအဖြစ်ပြဟာဝေးလန်ကုမ္ပဏီပိုင်ရှင် Charles Whelan အားစူးစမ်းရန်ဆွေးဆောင်ခဲ့ပါတယ်ဝေးလန်ဟာကမ္ဘာအကောင်းဆုံးရှာဖွေရေးအဖွဲ့ဝင်များကိုစုစည်းခဲ့ပါတယ်ထိုအထက်တွင်ရှေးအောင်သူတေသနပညာရှင် Mr. Sebastian တဘာဝပတ်ဝန်းကျင်ဆိုင်ရာပညာရှင် Alexa Woods စစ်သားဟောင်းမေလာနဲ့ဘူမိဗေဒပညာရှင်များပါဝင်ခဲ့ကြပါတယ်ဒုခွဲဟာအန်တာတီကတိုက်ကိုစာပင်ခရီးထွက်လာကြပြီးနောက်ဆုံးမှာတော့သူတို့စူးစမ်းကြမယ့်နေရာကိုရောက်လာကြပါတယ်သူတို့ရောက်တဲ့အချိန်မှာရေခဲပြင်အောက်မှာအပေါက်ကြီးတစ်ခုဖောက်ထားတာကိုတွေ့ခဲ့ရပါတယ်သူတို့အဖွဲ့ဟာပီရမစ်အတွင်းကိုခုနကတွင်းပေါက်ကြီးကတဆင့်ဝင်ရောက်ခဲ့ကြပါတယ်ပီရမစ်အတွင်းမှာရှေးဟောင်းနေရန်စီရေးပန်းကြီးများထူဆန်းသောကြောက်သားတကားများဖြင့်ပြည့်နေပါတယ်စီဘတ်ရှန်ကတော့နေရန်ဘောရှိပုံများကိုကြည့်ရှုပြီးလူသားများထက်တာလွန်သောတက်ရှိများရှိနိုင်ကြောင်းကောက်ချက်ချခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲဂျိုးသားအိမ်ပြန်ကြီးဖို့ကနေ Predator 3ကောင်ဆင်းလာပါတယ်သူတို့ရဲ့ရည်မှန်းချက်ကတော့ Alien တွေကိုတပ်ပစ်ဖို့ပါပဲအဖွဲ့ဟာရှုပ်ထွေးစွာတောက်ဖက်ထားသောတလင်းကြောက်ခေါင်းတစ်ခုကိုတွေ့ရှိခဲ့ကြပါတယ်စီဘက်ရှန်ကတောက်ခလောက်ကနံပါတ်တွေပြောင်းလိုက်တဲ့အခါမှာကြောက်ခေါင်းဟာပွင့်လာပြီးအတွင်းထဲမှာဂျိုသားလက်နဲ့တုံခုကိုတွေ့ရှိခဲ့ကြပြီးယူဆောင်လိုက်ကြပါတယ်ပီရမစ်အတွင်းရှိအခန်းလေးဟာသူ့လိုလျောက်ပြောင်းလဲသွားပြီးအဖွဲ့ဝင်အချို့ကိုအခြားအဖွဲ့ဝင်များနဲ့ခွဲခြားလိုက်ပါတယ်ပထမဆုံး Xenomorph ဥများကိုတွေ့ရှိခဲ့ကြပါတယ်အဖွဲ့ဝင်များဟာ Xenomorph ဥများကိုစူးစမ်းမိချိန်တွင် Face Hacker များကထွက်လာပြီးအဖွဲ့ဝင်ကွင်းကိုတွဲကပ်ကသူ့ရဲ့တာလောင်းကိုလူကိုထဲပါတော့တယ် Predator များဟာအဖွဲ့နဲ့စတင်တွေ့ရှိခဲ့ပြီးတိုက်ခိုက်မှုစတင်လိုက်ပါတယ်မေလာတီ Predator တကောင်ကိုခုခံရန်ကြိုးစားရင်တည်ဆုံသွားခဲ့ပါတယ်စီဘက်ရှန်ကတော့ Pyramid Design ဟာ Predator အဖို့ Alien တွေကိုအမဲလိုက်ချင်းအတွက်လေ့ကျင့်ရေးစင်တာတစ်ခုဖြစ်ကြောင်းလူသားများဒီလဲ Alien များထိပေါ်ပေါက်ဖွာလာစေဖို့လက်ခံကောင်းဖြစ်ကြောင်းနားလည်သဘောပေါက်သွားပါတယ်ကွင်းရဲ့ရင်ပတ်ထဲကနေ Alien ပေါက်လေးအောင်ပေါက်ထွက်လာပါတယ်ဒါဟာ Xenomorph ဥကနေ Alien ဖြစ်ပေါ်လာအောင်လူသားခန္ဓာကိုယ်ကိုအသုံးချသွားတာဖြစ်ပါတယ် Predator တကောင်ဟာ Let's go တတ်မလို့ကြိုးစားနေတော့အနောက်ကနေ Alien ကသူ့ရဲ့အမြင့်နဲ့ထိုးတက်လိုက်ပါတယ် Predator နောက်တကောင်ဟာသူ့အဖော်တကောင်တေသွားတာတွေ့တော့ Alien စီသွားပြီးတိုက်ခိုက်ပါတော့တယ် Alien ရဲ့အမီးကိုဖျက်လိုက်နိုင်ပေမဲ့သူလည်းပဲတေဆုံးသွားပါတယ်ဝေးလန်နဲ့အဖွဲ့ဟာနောက်ဆုံးကျန်တဲ့ Predator နဲ့ရင်ဆိုင်တွေ့ကြပါတယ်ဝေးလန်ကတော့သူ့ကိုထားခဲ့ခိုင်းပြီးကျန်တဲ့နေရာကိုထွက်ပြေးခိုင်းခဲ့ပါတယ် Predator ကသူ့ကိုတတ်လိုက်ပါတယ် Pyramid အနက်ရှိုင်းဆုံးအလွားတွေ Alien Queen ကြီးကိုတန်ကြိုးများနဲ့ချီနှောင်ထားပါတယ်ချီနှောင်ခံထားရပေမဲ့ဥရီစိုက်တိုက်ဥရီရပဲဖြစ်ပါတယ်ဒီမှာသူ့ရဲ့အကောင့်ပေါက်တွေကိုအတန်နဲ့ခေါ်လိုက်ပြီးတန်ကြိုးတွေကိုဖျက်ခိုင်းလိုက်ပါတယ်လက်စာသူတို့ယူခဲ့တဲ့ Predator ရဲ့လက်နက်ကိုပြန်ပေးလိုက်ပြီး Predator ကလည်းထူမတ်ကို Alien အသေးရဲ့ကိုကနေဒိုင်းကာနဲ့လန့်ပြုတ်လုပ်ပေးလိုက်ပါတယ် Last နဲ့ Predator တို့ဟာအခန်းတစ်ခုထဲမှာဥရီကိုယာနဲ့ချီတွေ့ခဲ့ရသလိုဟိုးအောက်ချီကနေလည်း Alien Queen နဲ့သူ့ရဲ့သားပေါက်တွေဟာလည်းသူတို့ရှိရာစီကိုဒေါသကြီးစွာနဲ့လာနေကြပါတယ် Predator ကတော့ Pyramid ကြီးတစ်ခုလုံးကိုဖောက်ခွဲဖို့ရန်ကတော့ Let's go နားလဲအောင်ရှင်းပြလိုက်ပြီးဘုံတွေကိုချခဲ့ကနှစ်ဦးလုံး Pyramid ထဲကနေရေခဲပင်ပေါ်ကိုအမြန်တက်ခဲ့ကြပါတယ်ဘုံဟာပြန်ထန်းစွာပေါက်ကွဲသွားပြီးမြေအောက်ထက်က Pyramid ကြီးတစ်ခုလုံးနဲ့ Alien တွေကိုပျက်စီးသွားစေခဲ့ပါတယ် Predator ဟာ Let's go အမတားလို့ဖိနေတော့မသေးပဲအသက်ရှင်နေတည်တဲ့ Alien ကွင်းပေါ်လာပြီးထပ်တိုက်ခိုက်ကြပါတယ်အပြန်လန်တိုက်ခိုက်ကြရင်နောက်ဆုံးမှာတော့ Predator လည်းတည်ဆုံသွားသလို Alien Queen ကိုလည်းတက်ပစ်လိုက်နိုင်ခဲ့ပါတယ်ကိုရောင်ဖျောက်ထားတဲ့ Predator ရဲ့ယင်ကြီးဟာကောင်းကင်မှာပေါ်လာခဲ့ပြီး Predator ရဲ့အလောင်းကိုတည်ယူသွားက Let's go လည်းလှမ်းတစ်ချောင်းလက်ဆောင်ပေးခဲ့ပါတယ်ဇလန်လေးကတော့ထားပါပဲ Like and Follow လုပ်ခဲ့ပေးပါဦး